အားလုံးပဲမင်္ဂလာပါခေါင်းစဉ်စီကနေစီစဉ် page ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီဘောက်ချွေရမှာအင်းနေအောင်စစ်ကူတောင်းမှုတွားရောက်ပြုလုပ်ပေးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အရင်ဆုံးခရမ်းကနေပြီးတော့ဒီဘောက်ကိုကျွန်တော်တို့စီကန်ကားနေပြီပေါ့နော်ကျွန်တော်တွားတာဖြစ်ပါတယ်ရွာထက်ရောက်တော့မှကားရက်ပြီးတော့လူနာအိမ်ကထဲထဲမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့တွဲစီပြီးတော့မှထပ်ပြီးတော့ဝင်ရောက်တာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့ဆရာမလေးကလူနာကိုသွေးပုံချင်းပေးနိုင်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်လူနာကိုစမ်းသပ်ပြီးတော့မှလိုအပ်တဲ့ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေမှာဖြစ်ပါတယ်။ကျွန်တော်ကောင်းတဲ့ဆေးကန်းနေပြီးတော့မှဖျက်မြို့အနီးတော့ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေမှာဆေးကန်းကိုမလာနိုင်တဲ့လူနာတွေအတွက်လာပြီးတော့မှခေါ်ပြီးစရာမလိုဘဲနဲ့ဒီဆေးကန်းကားနေပဲကျွန်တော်တို့အိမ်နဲ့ရောက်ဆေးကုသမှုပေးနေပါတယ်။ဒီလိုမမီတို့အနေနဲ့ဆေးကန်းကိုမလာနိုင်ဘူး။အိမ်ပြင်ဝန်ဆောင်မှုပြုလုပ်ချင်တယ်ဆိုရင်ဥဖော်ပြတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှတိုင်မစင်းလို့ရပါတယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ။